me ya Something ya, today I merely South Alone near Toma, Lia Maya, Nyanga Sayona. Tia she said Nyanga Sayona. She's it, I don't tell you, she's it, did you disagree? She's it. She's it. I young man, they know down your salary. That jungle, totally a little connoisseur, now by law. We are quite soon you are sounding young yard, soon you are I will have it. ဘုရားဆောင်းနေရစီးရတယ်တန်ဖိုးလည်းရှိတယ်အဲ့ဒါကွာဘုရားကျွန်တော်တို့လည်းလုပ်ပါလေဟိုဆောင်းနေအများကြီးပဲအဲဒီလိုပဲတုံးရင်ဘာမှမဖြစ်နာမည်ဟိုလိုပဲဖြစ်ပါဟိုကိုရောင်းအလုပ်ရှိနေရပဲဝမ်းသာနေရအဲ့လိုရှိနေဝမ်းသာကျေးဇူးလက်တင်ဟာမိဘပြီးကနေမြဲတော့ကိုအေးအောင်ပေါ့ဒါပေမဲ့အဲ့ဒီရချစ်စနေရခေါင်းကိုဖူးတာဖြစ်သွားတာဟာမင်းလေးအဲ့ဒီတော်များများပေါ့ဖူးတာဆိုကိုဖူးတာဖြစ်သွားတာဟာသူကအစာဆိုတော့တမီကြီးပေါ့တမီကြီးဘယ်တော့ဒီမှာဒီရှားကောက်ခွေတမီကြီးနာဖုံးပါလို့ဆိုတာအလားကတော့စာဆိုဒီပေါ့အခုကတော့တမီရမရှာဘူးလေတမီရမရတော့ကျွန်တော်တို့အဲ့ဒါကကြားခဲ့ပါပြီမရတာကကျွန်တော်နေ့20 30လောက်တည်းအဲ့ဒါကျွန်တော်တို့စိတ်တည်နဲ့ချကြတာစိတ်တည်နောက်ကတောဘလောက်ကလည်းမရအောင်တောဘလောက်နဲ့မရတဲ့ခါကျတော့ဟိုလက်ရှိမြို့ဘလောက်ရှိမယ်မြို့ဘလောက်တုံးမလဲပိန်းနေတာတုံးမယ်အဲ့ဒါကြီးကဒါကြီးကမိဘတွေရရင်သူတို့ဟိုတေးကြစီစစ်ပြီးဒီအသားကောင်းတယ်ဒီသားမကောင်းဘူးဆိုတော့သူတို့တတ်မှတ်ပြီးတဲ့အရာတွေပဲသူတို့တတ်မှတ်ပြီးတဲ့ဆိုတော့ကျွန်တော်ဆက်ပြီးဒီသားနဲ့ပဲဆက်ချတာဟာကျွန်တော်ကခင်လုတ်ကြတဲ့ဆောင်းကဘယ်လိုခေါ်မလဲဆိုတော့အစ်ချက်အသားကောင်းတယ်ပေါ့ကျွန်တော်စကားပြောရင်တော့မှန်ပြောတာအခုကအသားမကောင်းဘူးမကောင်းလောက်ရတာအခုကသားကြီးကပိုကောင်းတယ်ကျွန်တော်တို့မမွေးပြဆိုရင်ဒီတော့ဘယ်တော့ဒီပါတယ်ခွန်ပတ်လေနှစ်ปีခွဲဒီစိုင်းရစားဝယ်လို့ရတယ်အခုကမရှိတော့ပါဘူးကြားခဲ့ပါပြီအဲ့ဒါဆောင်းစည်းရလဲဈေးကြီးတယ်လို့အဲ့ဒါဆောင်းတလဲရဲ့တန်ကြီးရလဲတန်ဖို့ရှိတယ်တမိသားစုနဲ့စားနောက်ပြီးတော့ဆောင်းနေတဲ့ကြောင်အများကြီးလုပ်ရင်ဒါပေမဲ့ဟိုတော့ဆောင်းနေတဲ့ဆိုင်တော့အခုဆောင်းနေရတန်ဈေးတော့မရဘူးလားဆိုရတယ်ဒါပေမဲ့အများကြီးလုပ်ရတာပေါ့အများကြီးလုပ်ရတယ်အဲ့ဒီလည်းလာပါလေဒါပေမဲ့တန်ကြီးကြတော့ဟိုတော့ဆောင်းတက်လက်ရောင်းတိန်တောင်းစားရတယ်ဟိုကဆောင်းကြီး10လက်လောက်ရောင်းတဲ့တမျိုးတစ်ဖုံလေးပေါ့ဟိုကနည်းနည်းတော့ခက်ခဲရှိတာပေါ့ဟုတ်အသားတော့ကျွန်တော်ကတော့မော်ဘီဘက်ဒီမှာတော့ကျွန်တော်လူတွေတွားတယ်ရှိတယ်အဲ့ဘက်ဒီမှာအသားရှားတယ်ဆိုရင်လည်းဟိုချက်ထားရတာပေါ့အုပ်စုတွေမိသားစုတွေ9စုလောက်ကျွန်တော်ခွဲထားတယ်ဒီပန်းလိုင်းအဖွဲ့တွေရှိတယ်အချမ်းကောက်တဲ့အချမ်းလုပ်တဲ့လူတွေရှိတယ်ပြီးတော့အကောင်လုံးကပြန်ပေါင်းပြီးမှကျွန်တော်ဒီမှာပြန်လုပ်ကြတယ်ကျွန်တော်ဒီ body ကိုပြန်ဆင်တာပေါ့ဖလေးကိုပြန်ဆင်တာပေါ့ပြန်ဆင်တဲ့ခါကျတော့ဟိုပြောပုံချဲပေါ့အဲဒီပုံချဲကိုကျွန်တော်ရအောင်ပြန်ချောရတယ်ကျွန်တော်ပုံချဲရအောင်ပြန်ချောတယ်ကျွန်တော်ပြန်ချောတယ်ပန်းဆရာဆိုလည်းပန်းဆရာရှိတယ်အခု9စုလောက်ရှိတယ်ဘောတော့ကူညီပေးပါလေကျွန်တော်အသားရှားတဲ့ဥစ္စာတော့ဟုတ်တယ်နည်းနည်းတော့ခက်ခဲတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါကျွန်တော်တော့ကြိုးစားတော့ဟိုတော်တဲ့ဒီကိုကျွန်တော်လူတွေပြထားဒီဆောင်ကတော့28ပဲကျွန်တော်တို့မီယူဖလာလောက်တယ်28စိုက်ဒီထိတ်ကြရင်ဒီဘက်ထိတ်ကြရင်ဒီဘက်နောက်ဆုံး28လက်မှာပဲကျွန်တော်လောက်ကြတာဒါတော့မီယူဖလာပေါ့အလှကောင်ကတော့ဒီဇိုင်းမျိုးရှိတယ်အလှကောင်ဟို16လက်မှာလည်းရှိတယ်10လက်မှာလည်းရှိတယ်ဒီဆောင်မှာတော့ကျွန်တော်28လို့တစ်ခါလေးခလေးလေးတီးကျင်နေဆိုပြီးနည်းနည်း26စိုက်လေးကိုကျွန်တော်တို့ဈာချအလားတော့ခလေးတီးပေါ့အဲ့တော့ဒီဆောင်ကတော့28ကလည်းဆန်ပဲဟာပြီးတော့ကြော်ဝိုင်းနေနေဝသူကကျိုးလမ်းကြီးကျဲသွားတဲ့အတွက်ဟိုလမ်းကြီးကျဲသွားတဲ့အတွက်သူကဟိုအတန်ညနည်းနည်းတစ်ခုတော့ပြောင်းသွားတယ်အဲကြောင့်28ရလေကြော်ဘာမှမလုပ်ဘူးဒီအလှဆောင်ကပြောအများဆန်းလုပ်လို့ရတယ်တီးဆောင်ကျတော့ကြားတယ်နောက်ကကိုလုံပြီးရရင်ကိုနားလည်းပြန်ဆက်ရတယ်ကိုနားလည်းပြန်ဆက်ကဒီအတန်ဒီဘာဖြစ်နေရလဲအဲ့နေရလားအဲ့ကျွန်တော်အတန်အဲ့တဲ့ဆိုတဲ့အရာကိုကျွန်တော်လည်းမလို့ချင်ဘူးဆရာကြီးလည်းမလို့ချင်ဘူးအဲ့တော့အတန်အဲ့တော့ဘယ်လိုပြင်လဲအဲ့တော့ဆရာလည်းအတန်ဝင့်နေတာလားအဲ့နေရလားဆိုအဲ့လားဒီမပေါအောင်သွားရတယ်နောက်ကကျင်းတယ်ဒီမပေါအောင်ကျင်းအားလုံးကပစ္စည်းကတော့ပြီးသွားပြီချီအဲ့အတန်ဒီမပေါအောင်လည်းပြန်ဆက်ရတယ်အဲ့တော့ကိုလိုက်လေတီးပြန်ဆက်အဲ့တော့ကိုကောင်းပြီးညွှန်ပြီးဆိုမှအဲ့ဒါလည်းထည့်ရတယ်အဲ့လိုမျိုးရောအိမ်ဆိုကြောင်မသွားဘူးတေချာတော့ပြန်ဆက်ရသေးရတော့အဲ့တော့သူကအတန်ပိုင်းဆိုင်ရာကတော့အရေးကြီးတယ်
ရေးကြီးတယ်အတန်မဖြန့်အောင်အတန်ဆိုတာကျွန်တော်တို့ခေါ်လို့ဆိုအတန်ဖြန့်တယ်လို့ရှိတယ်အတန်စုရလို့ရှိတယ်အတန်လင်တယ်လို့ရှိတယ်ကျွန်တော်ကအဲ့ဒီဥစ္စာကိုဖြန့်တာတွေစုရတွေကိုကျွန်တော်မပေါအောင်ကြိုးစားတယ်ဘေးသွားရဆိုတော့ချူအောင်သွားတယ်ချူအောင်သွားတယ်မြည်အောင်သွားတယ်အတန်လုံအောင်သွားတယ်ကိုလှုပ်လိုက်တဲ့စောင်းတစ်လုံးကအတန်လုံနေရအတန်ဟိုတိုင်းဆိုရင်သူကမချိုးဘူးပေါ့ဗျာဟိုနေသူကအပွဲလေးပဲပြီးသွားတယ်ဟိုနေနေပြီးသွားတယ်အဲ့ဒါစောင်းတန်ကျွန်တော်စောင်းတန်ဒါတော်ဝင်ပစ္စည်းတွေနာအီတွားကျင်တာနာအီနဲ့တွားကျင်တာဒီရှင်ပြင်းခန်းသားကြီးမှာနာအီနဲ့တိတ်တိတ်တီးတီးနဲ့ချူချူမီမီလေးနဲ့တွားကျင်တာဟိုတိုင်းနေကျွန်တော်တို့မလို့ကြည့်ဘူးအဲ့လာကိုကျွန်တော်စောင်းမှန်တယ်များတာကျွန်တော်အတန်လုံအောင်တော့အရန်ကျူးစားတယ်